နာမပါဘူး တဏမပါဘူး တက်ကလည်းမပါဘူး တက်ကလည်းမပါဘူးခုနလည်းဟိုမစားတဲ့လူငတ်ခန္ဓာကိုချီးကျူးတယ်ဆိုတော့ဒီဥစ္စာကိုလည်းစားတဲ့လူကအပေါ်မှာလည်းအဲ့တဏနဲ့မစားဘဲနဲ့မြတ်စွာဘုရားခဲ့တယ်ပဲဟောတယ်မှာ ဆိုတော့အငတ်ခန္ဓာကိုချီးကျူးတာမဟုတ်ဘူးဦးဒီဆိုကြတော့မင်းရဲ့နောက်ဆုံးအချိန်တွေမှာ ဟုတ် ဆုံးဖုံးပြီးမဖုံးပြီးပဲနဲ့ဒီနေ့မှရတော့ကျင့်တော့ဗျာ ရှင်းလိုက်မယ်ဆိုရင်အချိန်ကြီးကအဲ့ဒါမှသုံးပုံးလိုက်တော့နောက်နည်းနည်းကြာသွားတယ်အဲ့လိုဆိုလိုတာလား ဆုံးဖုံးတာနဲ့မင်းရတယ်ဆုံးဖုံးတာနဲ့ဒီနေ့မှရောက်တဲ့အချက်နဲ့ဘယ်အောင်ရွေးမလဲပေါ့ဗျာ ဟာ မင်းနားလဲအောင်ငါပြောရရင်တော့ဘောပေါ့လားဖះတော့ချီးကျူးရ ဟာ ဆုံးဖုံးမင်းပြောတော့မင်းပြောတဲ့အတိတ်ကရိုးရိုးစဉ်းစားလိုက်ရင်ဆုံးဖုံးပြီးတော့ကျင့်မှာပေါ့ရတာပဲ ဟာဟုတ် ဟိုကလည်းဆုံးဖုံးကမင်းပြောလို့အငတ်ခံပြီးကျင့်မှာပေါ့ဒါပေမဲ့အဲ့ဒီအချိန်မှာနေမဲ့ရောက်ကြောင်းအကျင့်ရဒီဆုံးဖုံးတာနဲ့ဘယ်ကမြတ်တယ်စဉ်းစားကြည့်တယ်အဲ့ဆုံးနေမဲ့ရောက်ကြောင်းအကျင့်နဲ့စိတ်တကြီးရမြင့်မြတ်သွားတယ်အဲ့ဒါကိုရ ဒါဆိုလိုတာလေမြတ်စွာဘုရားလည်းဟိုအငတ်ခံပြီးတော့လည်းသူဒီတရားကိုကျင့်ခဲ့တယ်ဒါပေမဲ့စားပြီးတော့လည်းသူဒီတရားကျင့်ခဲ့တယ်အငတ်ခံပြီးကျင့်လိုက်တယ်ဟိုတရားမရမနဲ့သူအားရနေတာဟိုပုံခန်းသွားတယ်လွဲသွားတယ်ဆိုပြီးသူကအဲ့မှန်ဒီခါအဲ့ကနာနိုးကိုပြန်ဖုံးပေးတယ်ဖုံးပေးလိုက်တော့မပြစ်သေးဘူးလေ ဖះမဖြစ်သေးတော့ तू အဲ့ဒါကိုအဆုံးရောက်တာကို तू မှားတယ်မှန်တယ်မင်းပြောတော့တောက်ဖြစ် ဟမ် ဖះဖြစ်သွားပြီကကြတော့ तू ဖုံးတဲ့ဟာတွေကဖြစ်တယ်လို့မပါတော့ မပါတော့ရောတူ အဲ့ဒါကိုပြောတာ အဲ့ဒါအင်းနေအဲ့ဒါကိုစားတော့လည်းအပြစ်လို့ဆိုလို့မရဘူးစားတာလည်းအပြစ် တိမဟုတ်ဘူးလေဒီနိဗ္ဗာန်ရံကြောင်းအကျင့်နဲ့စားတာနဲ့ဥစားပေးတာဘယ်ရောက်ဥစားပေးဥမင်းကဟိုတကယ်အခြေအသိမရတော့ဘူးကွာ ဟာ အဲ့ဒါမင်းဟိုမင်းတရားသတ်မှရှိပါတယ်ဟိုကောတပည့်လေးဆိုရင်တထေးကြီးကတီလာကျင့်တဲ့ခါကျတော့ကျွန်တော်တို့ဆောက်လို့မရဘူးလားအဲ့တထေးကြီးရဲ့မိသားစုကရတာဗောတဲ့ဟိုနေကြော်သွားပြီလေရတော့ကျင့်တယ်ရတယ်အဲ့မဲ့သွားအဲ့ဒီကောင်လေးကကျင့်တာလေအဲ့သူရင်းငါကျင့်တယ်လေတတိယခွင့်ပြုတယ်ကျင့်တယ်တဲ့ဆောက်လို့ရပါတယ်လေဒါပေမဲ့အချင်းပဲလွန်နေပြီသူတို့ကမနေ့တည်းကစပြီးတော့ပြင်ဆင်ပြီးကျင့်တာဒါပေမဲ့အဲ့ဒီကောင်လေးကဒီလာလေးယူပြီးတဲ့ခါကျမှသူ့မှာတခါတဲ့စားလာတာပေါ့စားတဲ့ခါကျတော့တထေးကြီးရတယ်ပြောတယ်မစားရင်စားမစားဘူးတရားပဲစက်ကျင့်အဲ့ဒီမှာအဲ့ဒီကိုသေတဲ့သေရောသူကကောင်းတယ်ရောက်လာတော့ရောက်အဲ့ဒီချိန်မှာစားလိုက်မယ်ဆိုရင်သူ့ရဲ့စိတ်ကောက်ဖြစ်တယ်သို့တော့မမြင်တော့အဲ့တော့ပြောတယ် အဲ့ဒါ မကြောက်ဘူးလား ကြောက်ဘူးလေဒါအဲ့ဒါလေ तू ကနှစ်မျိုးရှိနေတယ်ဗျာဒီ